Hello，大家好，全民 Chinese 训练呢邊呢就是嚟ပါတယ်。lun 都မတွေ့ရတာလည်းနည်းနည်းကြာပြီပေါ့နော်ဆိုဒီနေ့မှာတော့ lun ကမင်းပင်နိုင်ငံကလည်းဘယ်ကနေလာလဲဆိုတော့မိခွန်းကိုလာပြီးမျှဝေပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့နံပါတ်1ကကြတော့သင်ရိုးစာအုပ်တွေထဲမှာလည်းပါတယ်အပြင်မှာလည်းအရန်သုံးကြတယ်你是哪国人你是哪国人မင်းပင်နိုင်ငံကလည်းနံပါတ်2ကကြတော့你来自哪里你来自哪里မင်းဘယ်ကနေလာတာလဲနံပါတ်3ကကြတော့你是哪里人你是哪里人မင်းဘယ်ကလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်1你是哪国人ကိုဆိုတဲ့စကားလုံးဒီနိုင်ငံဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နိုင်ငံသားအချင်းချင်းမိတဲ့အချိန်မှာမတုံးကြပါဘူးမှာကိုကရှမ်းပြည်နယ်ကသူကချင်းပြည်နယ်ကရခိုင်ပြည်နယ်ကအဲ့လိုမျိုးဆိုရင်ဒီ你是哪国人နဲ့မတုံးကြပါဘူးနံပါတ်2နံပါတ်3တွေနဲ့တုံးလို့ရပါတယ်你来自哪里你是哪里人ဆိုပြီးတုံးလို့ရပါတယ်နံပါတ်2နံပါတ်3ကနိုင်ငံခြားသားတွေမှာတုံးလို့မရဘူးလားဆိုမဟုတ်ပါဘူးသူတို့လည်းတုံးလို့ရပါတယ်好我觉得你们 OK 的我们下次见再见拜拜